ပြောပြရွှင်ရရှင်လောင်းလေလားပြောပြရွှင်
မ
အယံပဲတိုးရဲအလူတကာကြီးရဲ့ကြွားရောက်တဲ့ဧည့်သည်စီကားလို့ကြည်ပါကွယ်ဘာလို့သေးလဲပြောပဲလူမကြီးလာမင်းလေလူချင်းနဲ့နောင်နဲ့တွေ့လဲလူချင်းနဲ့နောင်တနေရဆက်ပါရမီပြည့်မဲ့လူတကာကြီးရဲ့လာမင်းလေလူရမယ်နောင်နဲ့တွေ့လဲလူရမယ်နောင်တနေရဆက်ထောင်မဝဲပါလူမကြီးရဲ့ရှိရဲ့ငါတို့သမီးလေးကိုနာတာလူကြည့်နူးတယ်မောင်ရီလောင်းလေးရကြည့်ရတာချက်တည်းရှိရဲ့ငါတို့သမီးလေးကိုနာတာလူကြည့်နူးတယ်ပြောပါတယ်လူကြည့်ပြရလို့ကွယ်ပြောပါတယ်သမီးချောင်းစီမောင်ကြည့်လို့ရဲ့လူရာနာကုသိုလ်ယူမဲ့ကိုလေးပြောတယ်မင်းလေးပြောတယ်တော်တဲ့လူတကာကြီးရဲ့ကြွားရောက်တဲ့ဧည့်သည်စီကားလို့ကြည်ပါကွယ်ဘာလို့သေးလဲပြောပဲလူမကြီးလာမင်းလေလူချင်းနဲ့နောင်ရတွေ့လဲလူချင်းနဲ့နောင်တနေရဆက်ပါရမီပြည့်မဲ့လူတကာကြီးရဲ့လာမင်းလေလူရမယ်နောင်ရတွေ့လဲလူရမယ်နောင်တနေရဆက်ထောင်မခွဲပါလူမကြီးရဲ့ပေါင်းတွေသာတို့
မိဘတို့ဝတ္တရားရှိသည့်တိုင်ဒီကနေ့အောင်မြင်ပါပြီရှင်ပီတိပြောင်းနေချတဲ့မျက်ရည်တာတိပါစေဦးပစ္စည်းဆရာတော်ဘုရားကစံချတော်မယ်ဝေတာရှင်လောင်းလေးအမိသားကြီးကျေးဇူးစက်ကြီးလေးဘယ်နှရဲ့ဝင်းမလေးဘယ်နှဝဝင်းမလဲလို့တကမကြီးလို့ခေါ်တဲ့အတန်လေးရှင်ခဲ့ကြရမယ်တာရှင်လောင်းလေးအမိသားကြီးကျေးဇူးစက်ကြီးလေးဘယ်နှရဲ့ဝင်းမလဲ
တရားဟောကိုရောမြဲမကြရင်မချွတ်ရောက်လို့လားတရားရင်တိုက်ကျွေးတော်မူမှာဓမ္မတိုင်းဆရာတော်အရှင်ပဝရချီးမြှောက်တော်မူတော်မှာဆရာတော်လေးတတော်လေးငယ်ငယ်သာရတော်လည်းရှောင်းလန်းကြည်ကြည်မိဘစခန်းမြဲစုအတူကွယ်ဓမ္မကြီးတောက်တုံးကြမယ်တရားနာသွားကြစုကွယ်တရားနာသွားကြစုကွယ်အချိန်နဲ့ပြည်ဆိုတာလူမဆောင်မှုမှုကွယ်မဲကြီးဖောင်ကြီးစီလူရဲ့နေဝေတကအခွင့်သွားကြမယ်လာကွယ်လာကွယ်တရားနာခြင်းနီးလာပါပို့ကွယ် ဗုဒ္ဓသာသနာသိတာတိဋ္ဌတုတတ္တမောဗုဒ္ဓသာသနာသိတာတိဋ္ဌတုတတ္တမောဗုဒ္ဓသာသနာသိတာတိဋ္ဌတုတတ္တမောပါဗျာလေးစားရပါတော့ဒါနပိရတဓမ္မပိရတကုသိုလ်ကောင်းမှုမြတ်ဓမ္မတို့နဲ့မွေးပျော်ကြတယ်တရားချစ်ခင်သူတော်စင်ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတို့ခင်ဗျာဒီနေ့ချင်းခါသမယမြတ်လှစွာသောမင်္ဂလာအခါကာလကြီးမှာတတ္တမတဝနာအတိတုံလိုပါဆိုတဲ့နာယခဲလှတဲ့မြတ်ဓမ္မတို့ကိုနာယူမှတ်သားခွင့်ရတဲ့မင်္ဂလာအခါသမယကြီးဖြစ်ပါတယ်ဒါကြောင့်ပရိသမဇင်ညံမှာရှင်လို့သာသနာတော်ကြီးနဲ့ဤကဲ့သို့ကြုံတွေ့ရတဲ့အခါကာလလေးမှာနာယခဲထားတဲ့မြတ်ဓမ္မတို့ကိုနာယူမှတ်သားကြလို့မိမိရဲ့ဘဝအလှကိုနှလုံးသားမှာအလှဆင်နိုင်ကြစေဖို့အတွက်လေးလေးစားစားဂရုဂါရဝတက္ကစ္စတရားများနဲ့တရားများကြွရောက်ဖို့ရဖိတ်ကြားအပ်ပါတယ်တရားချစ်ခင်သူတော်စင် ဓမ္မပူဇာပွေတော်မဟာလူတော်ကပရိသတ်ဆုံးကြီးအေးချမ်းလာညာရင်လေးမေတရားတော်ဝိစီကြီးလေးအေးမြရီဆရာတော်ဖျားရဲ့ဓမ္မတရားတော်လာယူမသားဆွေးမြေစွာလိုက်နာကြည်ဆောင်ကကျူးစားစင်ကြီးအထုံးပွားများစရာ ဗ
ရှာပြောင်းပွားနိုင်သဖြင့်ကဘာတလွားမှာယရနာတရားဒီဟုသောအယောဝါလည်းရှိတော်မူ၏ခါတော်လောကီမြူလူဝဲကြောင်းတွေနတ်ကြောင်းတွေဓမ္မကြောင်းတွေမြေတကောကဘာကြောင်းတွေရှိရှိသမျှကိုမိမိရရအခက်မတင်မျက်ရှင်ပရိညာလက်တင်ထားတကယ်သို့ပိုင်းခြား